အရင်ရေးကြည့်ပါတယ်ဆိုတော့အရေးကြီးတာအဓိကအချက်နှစ်ချက်ရှိတယ်Excel file နဲ့ data input သွင်းပြီးတော့သုံးချင်တဲ့ user တွေအတွက်ကအပေါ်ကအဓိကအမျိုးအစားခွဲ unit ဒါတွေကိုအကုန်လုံးပြည့်ပြည့်စုံစုံထည့်ပြီးပါခွဲပြီးရင်ပစ္စည်းမှာအမျိုးအစားပစ္စည်းမျိုး9မျိုး6မျိုးလောက်ဖြစ်ဖြစ်ပေါ့နော်ဒါသူ3 4မျိုးဖြစ်ဖြစ်ကိုကထည့်လိုက်မတူတာလေးထည့်ပြီးရင် data export ထုတ်ပါဆိုတာလေးရွေးပေးလိုက်နော်ရွေးပေးလိုက်ရင်သူ့ရဲ့ဒီ storm.short ရဲ့ format လေးထွက်သွားလိမ့်မယ်format ထွက်သွားပြီးဆိုရင်ကိုပစ္စည်းထည့်ပြီးသွားရင်ကို data export ထုတ်တုံးကပါခဲ့တဲ့ data တွေကိုဖြတ်လိုက်ပါဘာလို့လဲဆိုတော့ software ထဲမှာရှိပြီးသားမလို့လေဆိုတော့အဲ့ဒါတွေကိုပြန်လာထည့်တယ်ဆိုရင်အဲ့ဒါတတ်မှာပဲဘာလို့လဲဆိုတော့ကျွန်တော်တို့ကသူကရှိပြီးသားစင်းတွေကိုပြန်လာပေါင်းထည့်နေလို့ပေါ့နော်အဲ့လိုမျိုးထည့်လို့မရဘူးပေါ့နော် system လက်မခံဘူးအဲ့ခါကျတော့ပြန်သွင်းတဲ့ခါကျရင်ကို export ထုတ်တော့ data ပါခဲ့တဲ့ပစ္စည်းခုနထည့်ထားတဲ့ပစ္စည်း3မျိုးဆို3မျိုး5မျိုးဆို5မျိုး10မျိုး10မျိုးအဲ့ဒါတွေပြန်ဖြတ်ပြီးတော့ data input တွင်လိုက်အဲ့ဒါဆိုရင်ကျွန်တော်ချွတ်ချွတ်မွတ်မွတ်ရသွားပါလိမ့်မယ်နောက်တစ်ခုသတိထားမှာတစ်ခုရှိတာပါလဲဆိုတော့နာမည်တွေကိုပေါ့နော်ကိုက Excel ထဲမှာရေးတဲ့အချိန်မှာအကြီးဆိုရင်အကြီးပဲဖြစ်ဖို့လိုတယ် space bar လေးအားစားစကားလုံးလေးအားစားကိုကဟိုမှာပေါ့နော်အဲ့ဒါလေးတွေကကွဲလို့မရဘူးပေါ့နော်ပြီးနာမည်တူလို့မရဘူးအဲ့ဒါပေါ့နော်နာမည်တူနေတယ်ဆိုရင် तू ကဒါရှိပြီးသားဆိုပြီးတော့နာမည်တူနေတယ်ဆိုပြီးတော့ error ပြတယ်ထည့်လို့မရဘူးပေါ့နော်ဒါကတော့ကျွန်တော်တို့ပစ္စည်းများပြီးတော့စင်းထည့်တဲ့အချိန်မှာ Excel နဲ့ export data input export လုပ်ပြီးတော့သုံးတဲ့သူတွေအတွက်ကိုအဆင်ပြေအောင်ပြောပြတာဖြစ်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာ